ကျွန်တော်မျိုးရဲ့ Nobel Story တွင်မောင်ကြီး AI မှတင်ဆက်ထားသောတင်ကိုတင်ပြန်လည်မြင်နိုင်သောမှန်ဆိုသော Story ကိုတင်ဆက်သွားပါမည်။အားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်။ကဲဆက်လိုက်ကြရအောင်။မိုးတီထန်စွာရွာသွန်းနေသောဇွန်လင်းစစ်တပ်နာရီခွဲအချိန်တွင်ရန်ကုန်မြို့ဟောင်းရှိရဲစခန်းငယ်လေး၏ကျမ်းပြင်သည်ဆိုဆွနေသည့်အရှိဘက်ချမ်းမှစားပွဲတွင်စခန်းမူကြီးဦးအောင်မြတ်သည်မနေ့ကဖမ်းဆီးရမိသောလက်ကားသားများအမှုဖိုင်ကိုလန့်ရင်းမောပန်းနေသည်ထိုအချိန်တွင်စခန်းတကားကိုလူတစ်ယောက်ခောက်နေတံကိုကြားလိုက်ရသည်ဘဲတူလေဗင်ခဲပါအသက်28နှစ်ခန့်ရှိသောအမျိုးသမီးတို့ဝင်လာသည်သူမ၏မျက်နှာသည်အလွန်ဖြူဖက်ဖြူရောဖြစ်နေပြီးဆိုရွှဲနေသောဆံပင်များကပခုံးပေါ်တွင်ကန့်ညိနေသည်သို့သောသူမ၏လက်ထဲတွင်ရှေးဟောင်းပုံစံကျင်းနီပေါင်းခတ်ထားသောမှန်တစ်ချက်ကိုကင်ထားကာဘာကြီးစားလဲမမလေးဒီမှန်ကပြောချင်နေတယ်ကျမနာမည်မေမျိုးပါအကူညီလေးတောင်းချင်လို့ပါမားနေပြီနဲ့တူတယ်မန်ကဘလို့ပြောနိုင်မှာလဲလူကပဲစကားပြောလို့ရတာလေမမလေးရဲ့ခါနလေးနော်မမလေးတောက်ဖို့ကော်ဖီသွားယူလိုက်ဟွီမမလေးကောင်ဖီပူပူလေးတောက်လိုက်ပါဝီအချမ်းသက်တာသွားအောင်လုပ်ခဲ့မမလေးမိုးရွာတဲ့လာရအောင်ဘာမေမျိုးကအဝတ်နှင့်ပစီထားသောမန်ကိုစားပွဲခုံပေါ်ဖြင်းချင်းစွာတင်လိုက်ပြီးဒီမှန်ကိုကြည့်ပါလူတိုင်းရဲ့အတိတ်ကအမှန်တရားကိုမြင်ရပါလိမ့်မယ်ဝီအောင်မျက်စိတ်ထဲတွင်တုံလုံးချောက်ချားကသူမျက်လုံးထဲတွင်စိုးရိမ်တဲ့လျက်တစ်ပြက်ဖြတ်သွားသည်စိတ်ကိုမထိန်နိုင်ရဲ့လူကနဲ့ပြောလိုက်တော့ဘာကောက်ချက်တွေလုံနေတာလဲမင်းစိတ်ယောဂဆေးရုံကထွက်ပြေးလာသူလားမင်းဘောင်ကဂျင်းနီမဟုတ်အနှဲငယ်တန်ချေးတက်နေသောတတတုတစ်မျိုးဖြစ်သည်မေမျိုးကတည်ငြိမ်စွာဖြင့်ရောဒီမှာမယုံရင်ကိုယ်တိုင်ကြည့်ပါဝီအောင်မြတ်သည်မေမျိုးပေးသောမန်ကိုကိုင်ကလွန်ခဲ့သော3နှစ်ကသူ၏လက်ချက်ဖြင့်ပျောက်ကွယ်သွားသောမေးပြောက်ထားခဲ့သောအတိတ်များသူတွေးတဲ့ပေါ်လာခဲ့ကငင်းမောနေစုမေမျိုး၏ခေါ်တံများကြားမှဆရာဒီမှာဆရာအေးအင်းအော်ဒီမန်ကိုပဲခဲ့ရတာလေမေမျိုးအဖေစီကပါအဖေကရှေးဟောင်းပစ္စည်းစုသူပါသူသေးကနီးမှာဒီမန်ကိုလက်ဆင့်ကမ်းခိုင်းခဲ့တယ်ဒီမန်ကအတိတ်ကိုမြင်စေတယ်လို့အဖေကပြောဘူးတယ်ဒါပေမဲ့အတိတ်ကိုပြင်လို့မရပါဘူးမှန်ကိုကြည့်သူရဲ့စိတ်လုံးသားကိုသာစမ်းသက်တယ်လို့ဆိုခဲ့ဘူးသေးတယ်မေမျိုးစကားဆုံးတွင်ဦးအောင်မြတ်သည်မှန်ကိုကြည့်ကမှန်ဤအတွင်း၌မိုင်းပြနေသောမျက်နှာပြင်ထဲမှပုံရိပ်တစ်ခုဖြည်းဖြည်းချင်းပေါ်လာသည်မိုးရွာသောညတညလူသေးကောင်တစ်ကောင်ကိုမြစ်ထဲသို့ပစ်ချပြီးလက်စဖြောက်နေသောလူတစ်ယောက်၏နောက်ကျောပုံရိပ်ကိုသူတွေ့မြင်လိုက်သည်ထိုနောက်ကျောသည်ဦးအောင်မြတ်၏နောက်ကျောနှင့်အတိအကျတူနေသည်အခန်းထဲတွင်လေသည်ရုတ်တရက်အေးဆက်သွားသည်ဦးအောင်မြတ်သည်မှန်ကိုကြည့်ရင်ချွေးစေးများကျလာသည်ခဏကြာမှတော့ဦးအောင်မြတ်သည်မေမျိုးဘက်သို့လှည့်ကာမေမျိုးမင်းပါကိုမြင်ခဲ့သေးလေမေမျိုးကမှန်ကိုငေးကြည့်ရင်မျက်လုံးများကျလာသည်သူမမြင်နေရသည်မှာမတူညီသောပုံရိပ်ဖြစ်နေသည်သူမမှန်ကိုကြည့်ခဲ့စစ်ကမြင်ရသည်ကသူ့ဖေးအတိတ်သူမကိုဖြစ်စေခြင်းနဲ့မျှော်လင့်ချက်ကျမမြင်ရတာကအဖေရဲ့ငယ်ငယ်ကစိတ်ထိကြိုက်ပုံတွေပြန်လဲတမ်းမာလာပုံတွေဒါပါပဲဦးအောင်မြတ်နားလေသွားသည်အီမန်ဒီကြည်သူတို့တယောက်စီရဲ့သူတို့၏ကိုပိုင်တိတ်တာမြင်ရမှန်းသူသိခဲ့ပြီးနောက်ဦးအောင်မြတ်နဲ့မေမျိုးတို့နဲ့ဦးစကားကထောက်ကစားဖြစ်ကြသည်မင်းဒီမန်ကိုဘသူ့ကိုမှမပြရဘူးအဖေကဒီမန်ကိုလူသိရှင်ကြားဖြစ်အောင်လုပ်ဖို့လူတွေရဲ့စိတ်လုံးသားကိုစမ်းသပ်ပြီးအမြင်မှန်ရစေခြင်းခဲ့တာမေမျိုးဦးအောင်မြတ်ကိုပြောနေစပြီးမှပဲသူတို့ကြားအားဝင်ပြောတံကိုကြားရသည်ထိုအတန်ဤပိုင်ရှင်မှတကားဝတွင်ရက်နေသောအသက်60ခန့်လိုသာမှန်းရမိသောယဟန်တပါး၏အတန်သာဖြစ်သည်ဘာတခြားသူတွေရဲ့စိတ်လုံးသားကိုစမ်းသပ်ဖို့ဟုတ်လားဦးအောင်မြတ်နှင့်မေမျိုးနှင့်ဦးအံအားတင်သွား၏သို့သောသူတို့မြင်လိုက်ရသည့်ထိုယဟန်၏မျက်လုံးတော်သည်ပညာလင်းများကိုတွေးလိုက်ရ၏ဦးအောင်မြတ်ကရိုသေစွာဖြင့်ဖုံဘယ်ကနေဘယ်ကြောင်းကြွားလာလဲဖေဟာကိုတော်ကဒီမန်ကိုလိုက်ရှာနေတာကြပါပြီဒီမန်ကအမှန်တရားဤကျေးမုံလိုတင်စားခေါ်ဝေါ်ခြင်းခံထားရတဲ့မန်ပဲမြန်မာဘုရင်တွေရဲ့ခေတ်ကလေးကရှိခဲ့တာတရားစီရင်ရာမှာအသုံးပြုခဲ့ကြတယ်ဒါပေမဲ့မန်ကိုကြည့်ပြီးမိမိကိုကျိုးအတွက်အသုံးချသူတွေဟာမိမိအပြစ်ကိုကိုယ်တိုင်မြင်ရပြီးဒဏ္ဍာရီအရယူတုကုန်ကြတယ်ဦးအောင်မြတ်ဒီစိတ်ပြအားငယ်သောအတန်နှင့်တီးတိုးပြောလိုက်သည်သို့တော်သူ့မျက်လုံးများကမှန်ကိုမခွာနိုင်အောင်ကန့်ညိနေသည်ပုံပြင်ဒဏ္ဍာရီတွေပါပဲငါကိုတော့ဒီမန်ကိုသူ့နေရာနဲ့သူပြန်ပို့ဖို့အတွက်ဖုံးယူသွားမယ်မရပါဘူးအရှင်ဖျားဦးအောင်မြတ်အတွက်အီမန်ဒီသူဤရှိုးဝက်ချက်ကိုဖော်ထုတ်နိုင်သောအနေရမေမျိုးအတွက်မူဖခင်စေခန်းချက်ကိုလှုပ်ဆောင်ရန်တောင်းမပြီးပြတ်သေးသောကြောင့်ဖြစ်သည်ကိုရောကြားနေတဲ့မန်ကပြောနေတဲ့စမ်းသပ်မှုစတင်ပြီးထိုစကားဆုံးတွင်ယဟန်သည်လှည့်ထွက်သွားကတကားပြင်ဘက်သို့ရောက်ပြီးသည်နှင့်မြူမုံကဲ့သို့ပျောက်ကွယ်သွားသည်ကိုနှစ်ယောက်သာငေးကြည့်လျက်သာကြံခဲ့၏နောက်နေ့မနေ့ရောက်ဦးအောင်မြတ်သည်ရုံရောက်သည်ကိုပင်မနေ့ကယဟန်ပြန်ကြပြီးခဏကြာတွင်မေမျိုးသည်ဦးအောင်မြတ်အားမှန်ကိုပေးထားလျက်ပြန်သွားသည်ထိုအခါမှာဦးအောင်မြတ်သည်အလုတ်ပေါ်လာသောကြောင့်အလုတ်ကိုတာလုံးနေအလုတ်ပြီးလို့မှန်ကိုတတိယလို့ရှာသောမှန်ကိုမတွေ့ဘကိုဘလို့ပျောက်သွားမှလဲသူမသိထိုညာတွင်ဦးအောင်မြတ်တော်နှင့်အိမ်မရခဲ့ပေတော်ညူနတ်မှအိပ်ပျော်ခဲ့သည်နှင့်အိမ်မဆိုးမြတ်မကလက်နိုးပြီးအိယာမတကအလုတ်တို့စောသွားခဲ့သည်